မင်္ဂလာပါလိမ္မာလေးတို့ရေအလိမ္မာနဲ့တူလေ့ကျင့်မယ်ဆိုတဲ့စီစဉ်လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကလေးတို့ရဲ့မိဖို့ကြောင့်ထဲမှာအလွယ်တကူတွေ့ရှိနိုင်တဲ့ English word ဟာလေးတွေကြောင့်မေးကြည့်ကြပါရစေဒီပုံလေးကိုဘယ်လိုခေါ်လဲနံပါတ်1လားနံပါတ်2လားအချိန်5စက္ကန့်အတွင်းဖြေကြမယ်နော်မှန်ပါတယ် dish racks ပါဒီပုံလေးရအောင်ကွယ်အချိန်5စက္ကန့်ရအောင်နော်မှန်ပါတယ် night ပါဒီပုံလေးကိုရောဖြည့်ကြည့်ကြမယ်နော်ရှင်5စက္ကန့်စရပါပြီဟုတ်ပါတယ် spawn မှာဒါလေးကိုရောဘယ်လိုခေါ်လဲသိကြလား5စက္ကန့်အတွင်းဖြည့်ရမယ်နော်ဟုတ်ပါတယ် cattle ပါနောက်ဆုံးမေးခွန်းလေးကိုရောအတူတူဖြည့်ကြည့်ကြရအောင်နော်plate ပါကဲဒါဆိုအမှတ်ဘယ်လောက်ရကြလဲဆိုတာ comment မှာကြားခဲ့ကြပါအောင်နော်နောက်ပတ်မှာပြန်တွေ့ကြပါမယ်